မှာပေါ့နော်အတီးတွေကပေါ့အရင်များနေပါလေရှင်အတီးတွေရမ်းများနေတဲ့ခါကျတော့ဘယ်လိုလဲဆိုတော့ဒီနေ့ဆိုတာတစ်နေ့လုံးပေါ့နော်ရတဲ့လောက်တီးတယ်ပေါ့နော်နေတိုင်းလိုပဲတီးနေရပါတယ်အဲ့တော့အတီးအပ်တဲ့သူတွေလည်းတအားများတဲ့အတွက်ပေါ့နော်ကျေးဇူးနဲ့ရမ်းတင်ပါတယ်ပေါ့နော်အဲ့ဒါ AI နေဘယ်လောက်ပဲခေစားတကယ်လူတယောက်ရဲ့မှုနဲ့အစ်စ်တီးတာနဲ့ဒီသိရမလားဒီ AI နဲ့ဖန်တီးတာနဲ့အရန်ကိုကွာပါတယ်ပေါ့နော်အဲ့ဒီအတွက်ကိုတရက်လောက်ဗီဒီယိုလေးတင်ပေးမယ်ပေါ့နော်အသေးစိတ်ပေါ့နော် AI ဆိုတာကတော့အပျော်တမ်းလောက်ရတယ်ပေါ့နော်တကယ်လည်းလူအစ်စ်တွေနဲ့တီးတာကြတော့ဘောတသက်တာမှတ်တိုင်တစ်ခုအနေနဲ့ပေါ့နော်တကယ်ကောင်းမွန်သိရမလား professional ပြသားကောင်းမွန်တခြင်းတစ်ပုဒ်ကိုရတယ်ပေါ့နော်အဲ့လိုမျိုးကွာတယ်ပေါ့နော်အဲ့တော့ဒီမှာအတီးရတဲ့သူတွေကလည်းအမကလည်းကိုကအတီးရတဲ့သူတွေနာမည်တွေကအမမသိတော့ဘူးမမှတ်နိုင်တော့ဘယ်သူကလည်းဘလို့တွေသူတို့လည်းအဆင်ပြေတဲ့လူကိုအဆင်ပြေသလိုမျိုးတီးနေတာဆိုတော့အမကလည်းအဲ့လိုနာမည်တွေနဲ့သိရမတွဲပြီးမတင်ပေးပြတော့ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့စိတ်မဆိုးကြပါနဲ့နော်အဲ့တော့အမနာမည်တွေနဲ့တွဲပြီးတော့မတင်ပေးပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အမကလည်းမသိတော့ဘူးဘယ်သူကလည်းသူတို့တီးမှမသိဘူးအမကလည်းသူတို့စီးရဲနေတဲ့ list တွေပေးလိုက်တာလေအမဒီအမဖုန်းတွေပါကြမှာအမနဲ့ပြောထားတာကြီးပဲအကုန်လုံးအဲ့တော့အမပြီးလို့ရှိရင်ဒီမှာကိုပညာကိုဒီဟာတွေအတင်းစရာကိုလည်းဒါတွေဆိုအမပို့ပေးလိုက်တာပို့ပြီးတော့သူတို့နှစ်ယောက်ညှိနှိုင်းပြီးသူတို့ဘာသာသူတို့ပဲပုံကိုဘယ်လိုမျိုးအရင်လုံးမယ်ပဲပုံကိုရင်လုံးအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲကိုကအလင်းသိတဲ့လိုမျိုးတီးနေရတာဆိုအားလုံးကတော့အချိန်ကမကွာဘူးနော်လုံးဝ special ကိုမြန်တာ Swiss Studio မှာတီးရလို့ကတော့လုံးဝ special နော်အများကြီးထပ်ကုန်မှာမြန်ဆန်ရပါတယ်ရှင်နော်ကောင်းလေးတခြားလဲတီးပါတယ်ရှင်ပြင်ပန်းခံပြီးတော့နော်အဲ့တော့ကြောင့်မို့လို့ကဲမောင်လေးတို့ရမလည်းနာမည်လေးတက်ပြီးဘသူဟာတွေဘဝဟာတွေမပြောနိုင်တော့ပါဘူးရှင်မိုက်သားတော်မောင်လေးကလွတ်သွားပြီဆိုတော့ခြေကွဲနေတာခြေကွဲနားလားခြေကွဲနားလားမခြေကွဲနားမလေးမျိုးအလုပ်ပြီးမှသွားရှာရဲမှာတစ်ပင်အောင်တစ်ပင်ဘက်တက်သွားလားတစ်ပင်အောက်ပဲရှိနေလားကြီးပဲထိုးပြီးလားခွေးပဲဆွဲပြီးလားတဲ့လောက်စင်တော့သွားပြီပြန်လာမှာပါ3ရက်လောက်ကြာပြန်လာတယ်နော်အများကြီးပြောတာတချို့လည်းအဲ့လိုပြန်လာတယ်နော်3ရက်လောက်နေပြန်လာတယ်တဲ့မျောလင်းရတယ်ပဲဒီသူ့ဟိုလောင်ဝိုင်းနေအစားတွေကိုမရက်သူများမပေးနိုင်ဘူးနော်